ဧပြီလ9ရက်နေ့နဲ့10ရက်နေ့အတွင်းထိုင်းနိုင်ငံဘန်ကောက်အပါအဝင်ခရိုင်49ခုမှာအပူပိုင်းမုန်တိုင်းဝင်ပြီးမိုးထစ်ချုံရွာတာလေပြင်းတိုက်တာမိုးသီးကြွေတာဖြစ်ပေါ်နိုင်တယ်လို့ထိုင်းနိုင်ငံမိုးလေဝသနဲ့ဇလဗေဒဌာနကဧပြီလ9ရက်နေ့မနက်6:00 နာရီချိန်မှာထုတ်ပြန်ထားပါတယ်။တရုတ်နိုင်ငံမှာဖြစ်ပေါ်တဲ့လေဖိအားနဲ့ရပ်ဝန်းဒါမှမဟုတ်အတင်းအေးတဲ့လေထုဟာထိုင်းနိုင်ငံအထက်ပိုင်းကိုဝင်ရောက်လာမယ်။ထိုင်းကပူပြင်းတဲ့ရာသီဥတုနဲ့ထိတွေ့ပြီးနွေရာသီမုန်တိုင်းဖြစ်ပေါ်မယ်။တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့လေပြင်းဟာလည်းထိုင်းနိုင်ငံအထက်ပိုင်းနဲ့အစစ်တောင်ဘက်မှာအားကောင်းနဲ့တိုက်ခိုက်လာမယ်လို့ထိုင်းမိုးလေဝသကခန့်မှန်းထားပါတယ်။ထိုင်းပင်လယ်ကွေ့နဲ့ကပလီပင်လယ်ပြင်မှာလိုင်းအတင်းရှိပြီးအမြင့်1မီတာအထိတက်နိုင်မယ်။မုန်တိုင်းဝင်တဲ့နေရာမှာ2မီတာအထိမြင့်နိုင်တယ်။ဒါကြောင့်လေတွေကမ်းကမခွာသင့်ဘူးလို့မိုးလေဝသကတတိပေးထားပါတယ်။ဧပြီလ9ရက်နေ့မနက်6:00 နာရီတိုင်းထွာချက်အရအပူချိန်ခန့်မှန်းချက်မှာထိုင်းမြောက်ပိုင်းဒေသမှာဒေသရဲ့40%မိုးသက်လေပြင်းကျနိုင်ဖွယ်ရှိတယ်။အချို့နေရာတွေမှာမိုးသီးကြွေမယ်အထူးသဖြင့်ချင်းရိုင်ဖယောင်လမ်ပန်နန့်ဖရက်ဥတရဒိတဖိစနူလို့ဖိတ်ချဘွန်ခရိုင်တွေဖြစ်ပါတယ်။ထိုင်းမြောက်ပိုင်းဘက်မှာတော့ဒေသရဲ့60%မိုးသက်လေပြင်းကျဖွယ်ရှိတယ်လို့ပြောထားပါတယ်။တချို့နေရာတွေမှာမိုးသီးကြွေမယ်အထူးသဖြင့်လွယ်ဥဒွန်ဌာနီချာယဖုန်ခွန်ကင်မဟာဆာလခန်လွယ်အက်နက်ခွန်ရာဇစီမာဘူရီရန်ဆူရင်စီစကက်စတဲ့ခရိုင်တွေဖြစ်ပါတယ်။ထိုင်းရဲ့အလဲပိုင်းဒေသမှာတော့ဒေသရဲ့40%မိုးသက်လေပြင်းကျဖွယ်ရှိတယ်လို့ပြောထားပါတယ်။အထူးသဖြင့်ဥထိုက်ဌာနီခရိုင်၊ချိုင်းနာခရိုင်၊အန်ထောင်းခရိုင်၊စင်ဘူရီခရိုင်၊အယုထယာခရိုင်၊လုဘူရီခရိုင်၊စူဖန်ဘူရီ၊ကန်ချနဘူရီခရိုင်စတဲ့နေရာများဖြစ်ပါတယ်။ထိုင်းနိုင်ငံအစစ်ပိုင်းဘက်မှာတော့ဒေသရဲ့40%မိုးရွာနိုင်မယ်လို့ပြောထားပါတယ်။လေပြင်းတိုက်မယ်လို့လည်းဖော်ပြထားပါတယ်။အထူးသဖြင့်နခွန်နယုတ်ပကျင်ဘူလီစာကျောက်ချချုံဆောက်ချွန်ဘူရီဂျန်ထဘူရီတရစတဲ့ခရိုင်တွေဖြစ်တယ်။တောင်ပိုင်းဘက်မှာတော့ရာသီဥတုအနည်းငယ်ပဲဆိုရမယ်လို့ဖော်ပြထားပါတယ်။အထူးသဖြင့်ပစ်ချဘူရီခရိုင်ပရကျုခီရီခန်ခရိုင်နာရာတီဝခရိုင်ဘူကက်ခရိုင်ကရဘီခရိုင်တရန်ခရိုင်စတွန်စတဲ့ခရိုင်တွေဖြစ်ပါတယ်။နောက်ဆုံးဘန်ကောက်နဲ့နီနာခရိုင်များဖြစ်တဲ့စမုစာကွန်ခရိုင်စမုပရကမ်ခရိုင်နွန်ထဘူရီခရိုင်ပထုမဌာနီခရိုင်နက်ခွန်ပထုမခရိုင်စတဲ့ခရိုင်တွေမှာဒေသရဲ့30%လေပြင်းတိုက်ခိုက်မယ်လို့ဖော်ပြထားပါတယ်။ပြင်းပြပူချိန်မှာတော့26မှ39ဒီဂရီစင်တီဂရိတ်ရှိပြီးလေတိုက်နှုန်းအတင်းရှိမယ်လို့ထိုင်းမိုးလေဝသဌာနကဖော်ပြထားပါတယ်။ဧပြီလ9ရက်နေ့မနေ့ပိုင်းမှာတော့ဘန်ကောက်အပါအဝင်နီနာခရိုင်တွေမှာမိုးသည်ထန်စွာရွာသွန်းခဲ့လို့ရေကြီးရေရှမ်းမှုများဖြစ်ပေါ်ခဲ့ပါတယ်။မြင်းနေတဲ့လမ်းမများပေါ်ရေကြီးရေရှမ်းမှုများဖြစ်ပေါ်ခဲ့ပြီးဆိုင်ကယ်နဲ့ရင်သေးအချို့တွာလာလို့မရပဲရင်ကြောပိတ်ဆို့မှုများလည်းဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။